နဂတ်တရံကို1000ငွေပါရှင်တဲလေးတို့ရေအားလုံးမင်္ဂလာပါဒါကတော့ကြောက်တလုံးနဂတ်လေးတွေပါရှင်နော်သူကတရံကို1000ငွေကာလာကလည်းစုံနေရှင်အပြင်မှာလက်ရကာလာအစ်စ်နဲ့တူတော့ကာလာအကျန်းခံတော့ဒီလိုကြောက်တလုံးနဂတ်လေးတွေပါရှင်တဲလေးတို့ဝတ်ထားတဲ့နဂတ်ဒီဇိုင်းတွေကရိုးနေလို့နဂတ်ကလေးတွေပေါ့ပေါ့ပါပါနဲ့ထဲလဲပြောင်းဝတ်ချင်နေဆိုရင်ဒီလိုမျိုးနဂတ်လေးတွေရှိတယ်ရှင်နော်ကဲကာလာအကျန်းခံတော့လက်ရဒီ100ရာခိုင်နှုန်းအစ်စ်နဲ့တူတဲ့ဒီဇိုင်းလေးတွေပါရှင်လက်ကားယူရောင်းချင်တဲ့တဲလေးတွေအတွက်အမစီမှာဆွဲကြိုးဆွဲသည်နဆွဲနဂက်လက်စွပ်လက်ကောက်ဖုချင်းဟန်ချင်းအစုံရှိတယ်ရှင်နော်ရွှေခပတ်အစုံရှိတယ်ရှင်အမရဲ့ဒီပန်းသစ္စာပေမှာဝင်ရောက်ကြည့်နိုင်တယ်ရှင်နော်ပန်းသစ္စာပေကိုမတွေ့တဲ့တဲလေးတွေကဒီတွတ်တော်မှာတင်ထားတဲ့ Viber ဖုန်းနံပါတ်ကနေလည်းဆက်သွယ်မှာယူနိုင်တယ်ရှင်ဒီလိုမျိုးအမြင်လိုင်းဒီဇိုင်းလေးတွေကိုလက်ကားယူမလားကိုယ်တိုင်သုံးမလားတဆင့်ပြန်ရောင်းမလားကဲကြိုက်နှစ်သက်လို့မှာယူနေဆိုရင်တော့ဒီဖုန်းနံပါတ်ကိုအမြန်ဆုံးဆက်သွယ်လိုက်မယ်ရှင်ကဲမြန်မာတနိုင်ငံလုံးအိမ်အရောက်ငွေရှိဆိုတော့ကဲတဲတို့ယုံယုံကြည်ကြည်နဲ့စိတ်ချမ်းသာလက်ချမ်းသာမှာယူလိုက်မယ်ရှင်အားလုံးပဲကျေးဇူး